ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူရီမောင်ဆိုင် YouTube channel လေးရနေကျွန်တော်ရဲ့ချစ်ကိုရီချစ်မတွေအားလုံးနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်တို့လာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်26ရက်6လ2026เนาะတောက်ကြနေအပိန်ပွဲသိန်းတွေအတွက်ကိုရီမတွေအားလုံးအတွက်ကိုမဖြစ်မနေကြားရမယ်ဆိုတော့เนาะဝမ်းချင်းလေးတွေမေယောကနန်လေးတွေတကွက်ကောင်းလေးတွေကိုလာမျှပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါရဗျာနော်အခုဗီဒီယိုလေးကိုမြင်တွေ့နေကြတဲ့ကျွန်တော် YouTube channel လေးကအကိုမှဒုတိယချင်းရရလဲဗီဒီယိုလေးကိုမကြီးမကြော်ပဲအစားဆုံးလေးပြီးဆုံးအောင်ကြည့်ရှုပေးတော့ပါဗျာနော်ဗီဒီယိုလေးကိုလည်း share လေးရနေရမျိုးတွေမှာ share ပေးပါမျှဝေလေးရနေရမျိုးတွေမှာမျှဝေပေးသွားပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကျွန်တော်ဗီဒီယိုလေးကြည့်ရှုနေတဲ့အကိုမှအတူတယောက်ချင်းနိုင်ရလဲ like လက်မှာတယောက်ချင်းနှိပ်ပြီးတော့ channel လေးကို subscribe လုပ်ပေးပါဗျာနော်ကဲအကိုမတွေအားလုံးကလည်းစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းတွေနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဥစွာပထမစုမုံအောင်လေးတောင်းပေးလိုက်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်နော်26ရက်6လ2026တောက်ကြနေပွဲသိန်းနေ့အတွက်ကိုနောက်ဆုံးပဲအိမ်နဲ့လွယ်ဆိုသလိုအကိုရီမတွေအားလုံးရရမယ်ပေါက်ရမယ်အဆင်ပြေရမယ်နော်ပတ်သီးနဲ့မေယောကနန်လေးတွေကိုတောင်းမယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခါတိုင်းလိုပဲလေးလုံးခွေလေးကိုရင်တောင်းမယ်ဗျာနော်ကဲမနက်ဖြန်26ရက်နေ့တောက်ကြနေအတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့1359ခွန်ခွေလေးပဲဖြစ်ပါရဗျာနော်လေးလုံးခွေလေးကတော့1359ခွန်ခွေလေးပဲဖြစ်ပါရဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးက comment လေးမှတ်ပေးပါဗျာနော်1359ခွန်ခွေလေးပါပတ်သီးအနေနဲ့ကတော့1ပတ်သီး6ပတ်သီးပဲဖြစ်ပါရဗျာနော်ပတ်သီးအနေနဲ့ကတော့1ပတ်သီး6ပတ်သီးပဲဖြစ်ပါရဗျာနော်ကဲဒါဆိုလို့ချင်းကျွန်တော်ခါတိုင်းလိုမျိုးပဲကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မေယောကနန်လေးတွေကိုမှထိုးခြင်းပါတယ်ဆိုတော့ကိုမရဲ့အားလုံးတော့ကျွန်တော်မေယောကနန်လေးထပ်ထုတ်ပေးထားပါတယ်ဗျာနော်ကဲ1နဲ့4ခွက်6နဲ့4ခွက်ထုတ်ပေးထားပါတယ်ဗျာနော်ကဲဒါဆိုလို့ချင်းကျွန်တော်မေယောလေးတွေတောင်းမယ်။နောက်ပြန်26ရက်တောက်ကြနေတော့ကျွန်တော်ရဲ့နော်1နဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကတော့10 13 15 18ပဲဖြစ်ပါတယ်ဗျာနော်10 13 15 18ပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုမအားလုံးက comment လေးမှတ်ပေးပါဗျာနော်ကဲ10 13 15 18ပဲဖြစ်ပါတယ်ဗျာနော်ကဲဒါဆိုရင်6နဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကိုတောင်းမယ်ဗျာနော်6နဲ့ပတ်သက်တဲ့မေယောကနန်လေးတွေကတော့6 6 2 6 4 65ပဲဖြစ်ပါတယ်ဗျာနော်6 6 2 6 4 65ပဲဖြစ်ပါတယ်ဗျာနော်ကြားရကူမအားလုံးက comment လေးမှာကဲဒါဆိုလို့ရှိရင်ကျွန်တော်မနက်ဖြန်26ရက်နေ့တောက်ကြနေတော့ကျွန်တော်တကွက်ကောင်းလေးကိုကိုရီမတွေအားလုံးပြောပေးထားပါမယ်ဗျာနော်အကွက်အများကြီးလည်းမထုတ်ချင်ဘူးတကွက်ထဲနဲ့ပိုင်းပိုင်းနဲ့ရချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့ကိုမတွေအားလုံးတော့ကျွန်တော်ဘက်ကနေတကွက်ထဲထုတ်ပေးထားပါတယ်ဗျာနော်တကွက်ကောင်းဆိုတာကတော့အမှားမှန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုရီမတွေအားလုံးကလည်းချင်းချင်းပြီးတော့ကစားပါဗျာနော်ကဲမနက်ဖြန်26ရက်နေ့တောက်ကြနေပွဲသိမ်းနေအတွက်ကျွန်တော်တကွက်ကောင်းလေးကတော့တစ်ခွန်ပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်ပွဲသိမ်းနေတော့ကျွန်တော်တကွက်ကောင်းလေးကတော့တစ်ခွန်ပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးကမေယောလေးတွေရောတကွက်ကောင်းလေးတွေရောနော်လေးလုံးခွေလေးတွေရောကောင်းမလေးမှာမှတ်ပေးပါဗျာနော်ကဲကျွန်တော်အကိုရီမတွေအားလုံးလည်းမင်္ဂလာရှိသောမင်္ဂလာညနေခင်းလေးဖြစ်ကြပါစေမင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေမနက်ဖြန်တောက်ကြနေမှာလဲငွေတို့ပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်